ကနေဒါ$10တန်းငွေဆက်ကူဒီထဲကအမျိုးသမီးကိုတိပါသလားကိုမေးကြည့်ပါသူမကတော်ဝင်မျိုးနွယ်မဟုတ်တလို့နိုင်ငံကောင်းဆောင်တစ်ယောက်လည်းမဟုတ်ပါဘူးဒါပေမဲ့အစွမ်းထက်တဲ့အရာတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်သူမကတော့ Violet Desmond ဖြစ်ပါတယ်ကနေဒါနိုင်ငံရဲ့ငွေဆက်ကူပေါ်ရောက်လာတဲ့လူမဲမျိုးသမီးအကြောင်းကိုဒီနေ့လေ့လာရမှာပါ1946ခုနှစ်မှာသူမကနိုဘာဆာကိုရှာမှာရှိတဲ့ရုပ်ရှင်ရုံတစ်ခုရဲ့လူဖြူတွေသာထိုင်ခွင့်ရှိတဲ့နေရာမှာထိုင်ခဲ့ပြီးထွက်သွားဖို့ညှင်းဆန်ခဲ့တဲ့အတွက်ဖမ်းဆီးခံရလို့တ냐ထောင်ကျပြီးဒဏ်ငွေလည်းရိုက်ခံခဲ့ရတယ်တကယ်ဥပဒေတစ်ခုကိုချိုးဖောက်လို့မဟုတ်ဘူးလူမျိုးရေးခွဲခြားမှုကြောင့်ပါသူမကအဲ့ဒီဆွဲချက်တွေကိုတိုက်ဖြတ်ခဲ့တယ်တရားရုံးမှာအနိုင်မရခဲ့ပေမဲ့တမိုင်းကိုဖန်တီးခဲ့တယ်သူမရဲ့ခုခံမှုဟာ Rosa Parks အမေရိကမှာလုပ်ခဲ့တာထက်9နှစ်စောပါတယ်2018ခုနှစ်မှာသူမရဲ့မျက်နှာကို$10ငွေဆက်ကူပေါ်မှာထည့်သွင်းခြင်းဖြင့်ကနေဒါကသူမကိုဂုဏ်ပြုခဲ့တယ်ကနေဒါရဲ့ငွေဆက်ကူပေါ်မှာပါဝင်ခဲ့တဲ့ပထမဆုံးကနေဒါလူမဲအမျိုးသမီးပါဒီလိုငွေဆက်ကူတွေကလူတွေအကြောင်းသိရဖို့ follow လုပ်ထားပါ